What's the sky ကျွန်တော်တော့ပန်းပါကျွန်တော်ဒီနေ့ပြောပြပေးတော့မှာတော့ Marvel Universe ရဲ့တနာစရာအကောင်းဆုံးလူတစ်ယောက်ဒါမှမဟုတ်ဘဝတစ်ခုတောင်မပိုင်ဆိုင်တဲ့လူတစ်ယောက်ကြောင့်ပြောပြပေးတော့မှာဖြစ်ပါတယ်သူအကြောင်းပြောဖို့ဆိုရင်ပီတာပါကာရဲ့ဘဝဆက်ကြောင်းရင်ပြောမှရမှာမလို့ပီတာပါကာရဲ့ဘဝဆက်ကြောင်းတီးပြီးသားဆိုရင်တော့ဒီဇက်လိုင်းရဲ့2မိနစ်ကနေစတင်ကြည့်ရှုနိုင်ပါတယ်ဗျကျွန်တော်ရဲ့ channel ကိုလည်း subscribe လုပ်ထားပေးကြပါအောင်ဗျ With great power comes great responsibility ဆိုတဲ့ဆောင်ပုဒ်က Spider-Man ရဲ့ဘဝတစ်ခုလုံးပုံဖော်ပေးခဲ့ပါတယ်သူကလောကရုပ်ကဲတင်ရတဲ့ hero တစ်ယောက်ဖြစ်ပေမဲ့သူ့ရဲ့ကိုယ်ပိုင်ဘဝကတော့ဝင်တော့ဝင်ပိုးတွေဆုံးရှုံးမှုတွေနဲ့ပြည့်နေနေတဲ့ထာဝရနင်နာခံသူတစ်ယောက်ပါပီတာရဲ့ကလေးဘဝချစ်ချင်းမေတ္တာတွေနဲ့ပြည့်စုံခဲ့ပေမဲ့ငယ်စဉ်မှာပဲမိမနှစ်ပါးလုံးဟာလင်းပြတ်ကြမှုမှာတိတ်ဆုံးသွားခဲ့တယ်အဲ့ဒီနောက်မှာတော့အန်ကယ်ဘန်နဲ့အန်မေတို့ကသူ့ကိုပြုစုဆုံးရှောက်ပေးခဲ့တယ်ဒါပေမဲ့သူတို့ကချမ်းသာတဲ့သူတွေမဟုတ်ဘူးတာမန်လူသမားမိသားစုဖြစ်တဲ့အတွက်ပီတာသူ့ကိုယ်သူဝင်တော့ဝင်ပိုးတစ်ခုလိုမြဲခံစားခဲ့ရတယ်သူတို့ကပီတာကိုတားရင်တယောက်လိုပြုစုပြောထောင်ခဲ့တယ်ညံကောင်းပြီးစာတော်ပေမဲ့ကိုကာယာပိုင်းမှာအားနေတဲ့ပီတာအเจ้าမှာ flat 1000လိုကလေးတွေရဲ့နိုင်ရင်ချင်းကိုမြဲခံခဲ့ရတယ်ပင်းကိုကြိုက်ခတ်ရပြီးစွားတွေရရှိလာတဲ့အခါပီတာအရင်ကလိုအနိုင်ကျင့်မခံရတော့ပေမဲ့သူ့ရဲ့မာနနဲ့ပေါ်ဆမှုကြောင့်တခုတယောက်ကိုလွတ်ပေးလိုက်မိတယ်အဲ့ဒီတခုကပဲသူ့ကိုတားတယောက်လိုချစ်တဲ့အန်ကယ်ဘန်ကိုတတ်လိုက်တဲ့အခါပီတာရဲ့ဘဝကလုံးဝပြောင်းလဲသွားခဲ့တယ်သူ့မှာကဲနိုင်တဲ့စွားတွေရှိတယ်ကဲဖို့ခွင့်ရတဲ့ရှိရတဲ့မကဲတည်ခဲ့နိုင်ဘူးဆိုတော့နောက်တာသူ့ရဲ့နှလုံးသားကိုမြဲဓာတ်နဲ့ထိုးနေခဲ့တယ်အဲ့ဒီနောက်ပိုင်းမှာတော့ပီတာစပိုင်ဒါမန်အဖြစ်မြို့ကဲတည်နေခဲ့တယ်သူ့ရဲ့အမားတစ်ခုကတစုံတယောက်ကိုတေးစေနိုင်တဲ့အထိဖြစ်နိုင်တယ်ဆိုတော့သူသိသွားခဲ့တယ်စပိုင်ဒါမန်ရဲ့ပါဝါနဲ့အတူစပိုင်ဒါမန်ရဲ့တာဝန်တွေကြောင့်ပီတာသူ့ရဲ့ကိုယ်ပိုင်ဘဝကိုဇရီးခဲ့ရတယ်အလုပ်တွေပြုတ်တယ်အိမ်လာကတွေမပေးနိုင်လို့အိမ်ရှိရဲ့နေလောက်တာတွေကိုခံရရတယ်နောက်ပြီးသူ့ရဲ့ချစ်သူကွမ်ကပါသူ့ကြောင့်မို့တေဆုံးသွားခဲ့ရတယ်သူချစ်ရတဲ့သူအားလုံးဟာသူ့ရဲ့စပိုင်ဒါမန်ဘဝကြောင့်အန်ဒီရယ်နဲ့ကြုံရတတ်လို့ပီတာကိုပျော်ရွှင်ခွင့်တောင်မပေးနိုင်ပဲအမြဲတမ်းပိတ်ဆက်နေရရှာတယ်ပီတာရဲ့ဘဝအဲ့ဒီလိုမျိုးကြေကွဲပွဲရာလူသားတစ်ယောက်ရဲ့ဖြစ်ပါဒါပေမဲ့ Marvel Universe ထဲမှာပီတာနဲ့တောင်ပို့ပြီးတနာစရာကောင်းပို့ပြီးကြေကွဲစရာကောင်းတဲ့ဇာတ်ကောင်တော်ကောင်ရှိနေပါသေးတယ်အဲ့ဒါကတော့ပီတာပါကာရဲ့ကလုံးဖြစ်တဲ့ Scarlet Spider ပါဒီဇလန် Spider-Man ရဲ့သိပ္ပံ Professor မိုင်းဝါရန်စီကနေစတင်ခဲ့ပါတယ်မိုင်းဝါရန်ဟာပီတာရဲ့ချစ်သူ Gwen Stacy တည်ဆုံးသွားတာSpider-Man ကြောင့်လူယူစပြီးလက်စားချေဖို့ကြိုးစားခဲ့ပါတယ်။သူကပီတာရဲ့ DNA ကိုသုံးပြီးကလုံးတစ်ကောင်ဖန်တီးခဲ့ပါတယ်။အဲ့ဒီကလုံးကပီတာပါကာရဲ့ရုပ်ရည်တွေမကဘဲနဲ့မှတ်ဉာဏ်တွေစိတ်ခံစားချက်တွေနဲ့စူပါပါဝါတွေအားလုံးကိုပါအပြည့်စုံရရှိထားတာပါ။မိုင်းဝါရန်ဟာ Spider-Man နဲ့သူ့ရဲ့ကလုံးကိုအားသာခွင့်တစ်ခုထဲမှာတိုက်ခိုက်ခံခဲ့တယ်။သူတို့နှစ်ယောက်လုံးကသူတို့ကိုသူတို့ကဲပီတာပါကာအစ်စ်လုံးယုံကြည်နေခဲ့ကြတယ်။တိုက်ခိုက်နေတော့မှပဲဘုံပေါက်ကွဲမှုဖြစ်ပြီးကလုံးဖြစ်သူဟာပျက်စီးရောက်မှတေဆုံးသွားပြီလို့အားလုံးကယူဆခဲ့ကြတယ်။ကြတော့သူကမတည်ခဲ့ပါဘူး။ဒီပြန်ရလာတဲ့အခါမှာတော့သူကနာကျင်စွာနဲ့လက်ခံလိုက်တာငါဟာအစ်စ်မဟုတ်ဘူးငါဟာအပိုလူတယောက်ပါပဲဆိုတော့ပါပဲသူကနယူးယောက်မြို့ကနေထွက်ပြေးသွားခဲ့တယ်သူ့ရဲ့အုံနောက်ထဲမှာရှိတဲ့မှတ်ဉာဏ်တွေကသူ့အတွက်တော့ငရဲပါပဲမနှံတိုးလာတဲ့အချိန်မှာတင်ကောင်းထဲမှာတိတ်ချရတဲ့တော်ကြီးတယောက်ရဲ့ပြုံးနေတဲ့မျက်နှာရှိမယ်တင်ကိုလူလားမရအောင်ဆုံးမပေးခဲ့တဲ့ဦးလေးဖြစ်သူရဲ့စကားတန်တွေရှိမယ်ပြီးတော့တင်အသက်ထက်မကချစ်ရတဲ့အမလီတယောက်လည်းရှိတယ်ဒါပေမဲ့အဲ့ဒီမျိုးထွေးမှုတွေကခဏလေးပဲခံပါတယ်အမှန်တရားကိုတင်သိရတဲ့အချိန်မှာတော့အဲ့ဒီအရာအလုံးဟာတင်ပိုင်မဟုတ်ဘူးဆိုတာပါပဲသူ့မှာရှိတဲ့အမှတ်တရတိုင်းကအစစ်မှန်နေပါဦးလေးပန်တိတ်ဆုံးသွားတော့ခံစားရတဲ့နာကျင်မှုတွေGwen Stacy ကိုဆုံးရှုံးရတော့ဆုတ်ပြတ်သွားတဲ့နှလုံးသားတွေဒါတွေအားလုံးကသူတကယ်ခံစားခဲ့ရတာပါဒါပေမဲ့ကကြမ္မာပြောလိုက်တာမင်းကဒီဇလန်ရဲ့လူပိုပဲတဲ့တင်ချရတဲ့အနီမေစီသွားလို့မရဘူးဘာလို့လဲဆိုတော့သူ့မှာတကယ်တူဖြစ်တဲ့ပီတာပါကာရှိနေပြီးသားမလို့ပါတင်လွမ်းနေရတဲ့မျိုးစီပြန်သွားလို့မရတော့ဘူးဘာလို့လဲဆိုတော့သူတို့မှာတကယ် Spider-Man ရှိနေပြီးသားမလို့ပဲစဉ်းစားကြည့်ုံနဲ့အသက်ရှူကြရတဲ့ခံစားချက်ပါတင်းရဲ့တရှိမှုတစ်ခုလုံးကသူတစ်ပါးရဲ့ DNA ကိုခိုးယူလာတဲ့မိတ္တူတစ်ခုပဲဆိုတာသိလိုက်ရတဲ့ခံစားချက်ငါလူသားတယောက်လားဒါမှမဟုတ်စက်သက်ခံတွေကပစ္စည်းတစ်ခုလားဆိုတော့ကိုမင်းကိုထုတ်ခဲ့ရတယ်သူ့မှာအပြစ်မရှိပါဘူးသူကလည်းပီတာပါကာလိုပဲစိတ်ကောင်းရှိတဲ့သူပါဒါပေမဲ့ကဘာကြီးကသူ့ကိုနေရာမပေးခဲ့ဘူးသူကသူ့ရဲ့ဘဝအစ်စ်ကိုရှာဖို့တစ်မျိုး9နှစ်တိုင်ထွက်ပြေးခဲ့ရတယ်သူ့ရဲ့နာမည်ရုံးတော့မသုံးတော့ပဲစိန်တယောက်လိုရှင်လန်ခဲ့ရတယ်သူ့ရဲ့ဗီဇအရလမ်းမှာတွေ့တဲ့သူတွေကိုကဲတယ်နောက်ဆုံးမှာတော့သူကသူ့ရဲ့နာမည်ရင်းကိုဆွန့်လွတ်ပြီးဘန်ရိုင်လီဆိုတဲ့နာမည်ကိုယူလိုက်ပါတယ်ဘန်ဆိုတာကသူ့ကိုလူကောင်းတစ်ယောက်ဖြစ်အောင်တင် जा ပေးခဲ့တဲ့ဦးလေးဘန်ပါကာကိုဂုဏ်ပြုတာပါရိုင်လီကတော့သူ့ရဲ့အန်တီမေရဲ့ရိုးနာမည်ဖြစ်ပြီးမိသားစုရဲ့နောက်ဆုံးဆက်သွယ်တစ်ခုလိုဖြစ်နေလို့ပါ9နှစ်ကြာပြီးတဲ့နောက်မှာတော့အဲ့မေကနေမကောင်းဆိုတဲ့သတင်းကိုကြားတဲ့အတွက်သူကနယူးယောက်မြို့ကိုပြန်လာခဲ့ပါတယ်ဘာလို့လဲဆိုတော့အန်နီမေကသူ့ရဲ့နောက်ဆုံးမိသားစုဝင်တစ်ယောက်ဖြစ်လို့ပါဘန်ရိုင်လီကနယူးယောက်ကိုပြန်ရောက်ချင်းပထမဆုံးသွားတာကတော့ဆေးရုံပါအန်နီမေကသတိလစ်ပြီးအသက်အန္တရာယ်ဆိုးနေရတဲ့ခြေအနေနဲ့အေးရပေါ်မှာလဲနေပါတယ်ဘန်ဟာဆေးရုံဝင်တဲ့တစ်ပင်ပေါ်မှာပုံနေရင်ဗရေပေါက်ပေါ်ကနေအနီမေကိုကြည့်နေခဲ့ပါတယ်။သူကအထက်ဝင်သွားပြီးအနီမေရဲ့လက်ကိုကိုင်ခွင့်မရှိပါဘူး။ဘာလို့လဲဆိုတော့အထက်မှာပီတာပါကာရှိနေလို့ပါ။ဘန်ဟာမိုးရီထဲမှာသူ့ရဲ့တူးတဲ့တော့မိခင်ကိုဇိတ်တယောက်လိုအဝေးကနေပဲကြည့်နေခဲ့ရတာပါ။ပီတာပါကာဆေးရုံပြင်ကိုထွက်လာတဲ့အချိန်မှာသူ့ရှေ့မှာသူနဲ့ရုပ်ချင်းစင်တဲ့လူတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။ပီတာလန့်သွားပြီးတော့မင်းကဘယ်သူလဲလို့မေးလိုက်ပါတယ်။သူတို့နှစ်ယောက်ကခဏတာတိုက်ခိုက်ကြပေမဲ့ဘန်ဟာခုခံရုံပဲခုခံခဲ့ပါတယ်။သူကပီတာနဲ့တိုက်ခိုက်ဖို့ပြန်လာမို့ပဲအနီမေအတွက်ပြန်လာမလို့ပါ။ဘန်ရိုင်လီယာနယူးယောက်ကိုသူရဲကောင်းတစ်ယောက်အနေနဲ့ပြန်လာတာမဟုတ်ပါဘူး။သူကအသေးကွဲနေတဲ့သားတစ်ယောက်အနေနဲ့ပြန်လာခဲ့တာပါ။ဒါပေမဲ့သူ့ရဲ့သွေးထဲမှာပါလာတဲ့တာဝန်သီးစိတ်က
သူ့ကိုအေးဆေးမနေခိုင်းခဲ့ပြန်ဘူးအဲ့ဒီအချိန်တွေကပီတာပါကာစိတ်တက်ကြနေတဲ့အချိန်ဖြစ်လို့သူကစပိုင်ဒါမန်လို့ကိုကောင်းကောင်းမလုပ်ဆောင်နိုင်ခဲ့ဘူးမျိုးထဲမှာဒူးစရိုက်မှုတွေများလာတဲ့အခါဘန်ဟာကြည့်မနေနိုင်တော့ပဲစပိုင်ဒါမန်မဟုတ်တဲ့အခြားတစ်ယောက်အနေနဲ့ကိုကြီးပေါ်ဆုံးဖြတ်ခဲ့တယ်သူကနီးနားဆိုင်ဆိုင်ကနေနီယာဝတ်ဆောင်တစ်စောဝယ်ယူလိုက်တယ်ပြီးတော့သူဝတ်လာတဲ့အပြာရောင်ဟိုဒီအင်ကြီးလက်ပြက်ကိုအပေါ်ကထပ်ဝတ်လိုက်တယ်သူ့မှာအိမ်မရှိတော့ဘူးမိသားစုလည်းမရှိတော့ဘူးနမဲတော်မရှိတော့ဘူးဒါပေမဲ့သူ့မှာတာဝန်တော့ရှိတယ်အဲ့ဒီညမှာပဲဘန်ရိုင်လီဆိုတဲ့အမည်မရှိတဲ့သူကကာလာစပိုင်ဒါအဖြစ်နဲ့ကောင်းကင်ယံမှာပြန်တန်းရင်အိမ်ပြန်ခီးကိုဆုံးသက်ခဲ့ပါတယ်သူဟာကလုံးတစ်ကောင်အဖြစ်မွေးဖွားလာခဲ့ပေမဲ့နောက်ဆုံးမှာတော့သူဟာဟီးရိုးတစ်ယောက်ဖြစ်လာခဲ့ပါတယ်သူရဲ့ဇာတ်လမ်းကတော့မပြီးဆုံးသေးပါဘူးဗျအားလုံးပဲကြိုက်နေတတ်တယ်ဆိုရင်တော့အပိုင်းနဲ့ထပ်လုပ်ပေးပါမယ်ဗျတော့ channel ကိုလည်း like subscribe လုပ်ထားပေးကြပါဦးဗျကျေးဇူးတင်ပါတယ်ဗျ